大家好，这个视频里我们继续学习 HSK 6级第21课生词的第二部分。性能လုပ်ဆောင်နိုင်ချက်စွမ်းဆောင်ရည်便利က convenient ဖြစ်တာ便利店 convenience store 把关ဂရုတစိုက်စောင့်ကြည့်ပေးတာ人工လုပ်သားအင်အားကိုပြောတာ秤ချိန်ခွင်请称一下这个他的秤不准总是缺斤少两သူ့ရဲ့ချိန်ခွင်ကမတိကျဘူးအမြဲတမ်းလိုနေတယ်运算တွက်ချက်သည်总和စုစုပေါင်း着重အလေးပေးသည်虚拟 virtual တကယ် reality မဟုတ်တဲ့နေရာ虚拟世界 virtual world 现在年轻人花很多时间在虚拟世界လူငယ်တော်တော်များများက virtual world ထဲမှာပဲအချိန်ကုန်နေကြတယ်投票 vote ပေးသည်公民有权利投票နိုင်ငံသားတွေမှာမဲပေးပိုင်နိုင်ခွင့်ရှိသည်选票ကကြတော့ noun ballot မဲကိုပြောတာ digital မဲပဲဖြစ်ဖြစ်စာရွက်ကမဲပဲဖြစ်ဖြစ်投票ကကြတော့မဲပေးသည် verb 明天我们要去投票ငါတို့မနေ့ဖြန်မဲသွားပေးရမယ်保管အာမခံသည်新颖 fashionable ဖြစ်တဲ့羽绒服အထက်ကငှက်မွေးတွေပါတဲ့ jacket 旗袍中意သဘောကျနှစ်သက်သည်音效 stereo 收音机 radio 水龍頭ရေပိုက်ကောင်一枚紐扣枚ကဒီ紐扣ရဲ့မျိုးပြပစ္စည်းအရေးအတွက်ပြပစ္စည်းကျဲသည်တစ်လုံး他的衣服上少了一枚纽扣သူ့အင်ကြီးပေါ်မှာကျဲသည်တစ်လုံးပြောင်းနေတယ်他做ပလက်ပေါ勘探တယံဇာတတွေကိုလိုက်ရှာသည်礦泉က mineral resources 礦泉反馈 feedback ပေးသည်款式 style model design 你喜欢什么款式的裙子这家店有各种苹果手机款式关怀ဂရုစိုက်မှုကိုပြသသည်在我最困难的时候他给了我很多关怀父母对孩子充满关怀无微不至meticulously အသေးစိတ်ကအစ妈妈对我照顾无微不至未来商店对消费者的关怀可无微不至အနာဂတ်မှာဈေးဆိုင်တွေကဒီ customer တွေကိုအသေးစိတ်ကအစဂရုစိုက်ပေးလိမ့်မယ်兴隆 prosperous flourishing ကျွယ်ဝချမ်းသာပြီးတော့အောင်မြင်တာစုမုံကောင်းတောင်းပေးတဲ့အခါဆိုရင်生意兴隆ဆိုမှစုမုံကောင်းတောင်းပေးလို့ရတယ်祝您生意兴隆